Architecture ကိုစိတ်ဝင်စားပြီးတော့လေ့လာခြင်းနဲ့ Architecture နဲ့ကျောင်းတက်ဖို့အတွက်ပြင်ဆင်နေကြတဲ့သူတွေအတွက်အကျိုးရှိစေမယ့် free webinar လေးတစ်ခုကိုမိတ်ဆက်ပေးခြင်းပါတယ်။ဒီ webinar လေးမှာဆိုလို့ရှိရင်တော့အဓိက topic ၄ခုနဲ့ပြောသွားမှာဖြစ်ပါတယ်။ပထမတစ်ပိုင်းမှာဆိုရင်တော့ scholarship လျှောက်တဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြင်ဆင်သင့်တယ်၊ဘာလေးတွေသတိထားသင့်တယ်စသဖြင့်အကြောင်းအရာလေးတွေပြောမယ်။ဒုတိယ topic အနေနဲ့ကတော့ဒီဇိုင်းကျောင်းသားတစ်ယောက်ဖြစ်ဖို့ဆိုလို့ရှိရင်တော့ကျောင်းလျှောက်တဲ့အခါမှာ portfolio ပြင်ရပါတယ်။ဒီ portfolio နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးလေးလုပ်သင့်တယ်ဆိုတာတွေပြီးတော့ဆောင်ရွက်ရှောင်ရံလေးတွေစသဖြင့်ဒါလေးတွေကိုလည်းပြောသွားမှာဖြစ်ပါတယ်။အဲ့တော့ကျောင်းလျှောက်ဖို့ပြင်နေကြတဲ့သူတွေရော scholarship လျှောက်ဖို့ရောရည်ရွယ်ချက်ရှိတဲ့သူတွေအနေနဲ့ဒီ webinar ကိုတက်ပြီးတော့ကိုသိချင်တာလေးတွေကိုတေချာလေးမေးမြန်းလို့ရပါတယ်။ Architecture ကိုအဓိကထားပြီးတော့ပြုလုပ်ထားတဲ့ webinar တစ်ခုဖြစ်တာကြောင့်တတိယပိုင်းနဲ့စတုတ္ထပိုင်း topic တွေကတော့ Architecture နဲ့ပတ်သက်တဲ့အခြေခံသဘောတရားတွေ Architecture မှာအသုံးပြုရတဲ့ drawing type တွေဒါတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။အခုပြောသွားတဲ့ topic လေးခုကိုအခြေခံပြီးတော့ပြုလုပ်မယ့် webinar လေးကိုတော့လာမယ့်တနင်္ဂနွေနေ့ March လ22 ရက်နေ့ည9:00 နာရီမှာ Zoom meeting နဲ့အတူပြုလုပ်သွားမှာဖြစ်ပါတယ်။ join ချင်တဲ့သူတွေတော့ကကြိုတင်စာရင်းပေးစရာမလိုပါဘူး။ Telegram မှာ Artopia 2025ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရှိရင် channel လေးတစ်ခုရှိပါတယ်။အဲ့ဒီ channel မှာပဲ Zoom meeting link ကိုချပေးမှာဖြစ်ပါတယ်။ Zoom meeting ကအယောက်100ပဲလက်ခံလို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့လက်တွတ်လေးနဲ့ဝင်ဖို့တော့လိုပါတယ်။အခုပြပေးသွားတဲ့ free webinar နဲ့ပတ်သက်ပြီးတော့တခြားသိချင်တဲ့အကြောင်းအရာတွေရှိတယ်ဆိုရင်လည်း comment မှာမေးခဲ့လို့ရပါတယ်။